ရီမန်းချက်တွေစူးစမ်းတဲ့အခါမှာအနာခက်ကိုတွေးပူပြီးမကြောက်နဲ့ပြစ္ဆုတ်ပံအကောင်းဆုံးချိန်ပဲဖြစ်ချင်တာကိုစိတ်ထဲမှာမှတ်တာဖြစ်တဲ့နာတွေကိုအရင်ရအောင်လုပ်အဲ့တော့တနေ့တာပြီးဆုံးသွားတဲ့အခါကိုအိယာဝန်ကနီးမှာငါဒီနေ့ကောင်းတာဘယ်နှခုလုပ်ခဲ့ပြီလဲမကောင်းတာတွေလုပ်ခဲ့တာရောရှိလားပြန်သုံးသပ်အမားတွေကိုတွေးတဲ့အခါမှာပြင်ဆင်မှာဘဝအတွက်ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေချပါအပေါင်းအသင်းကိုရွေးမှပေါင်းလို့ရတယ်ဆိုးတဲ့အပေါင်းအသင်းကသင်ခန်းစာပေးတယ်ကောင်းတဲ့အပေါင်းအသင်းကအတွေ့အကြုံတွေပေးတယ်လူငယ်တွေရဲ့ဘဝကိုပျက်စီးစေရဆိုတာတချို့လူတွေကဘာပြောလဲဆိုတော့အပေါင်းအသင်းကြောင့်အပေါင်းအသင်းမကောင်းလို့စသဖြင့်ပေါ့ဒါမှန်တဲ့လောက်တော့မှန်တယ်ဒါပေမဲ့ကိုယ့်ဘက်ကလက်မခံရင်ဘာမှပျက်စီးစရာအကြောင်းမရှိဘူးအဲ့တော့ရင်ခုန်တက်ဆအရွယ်မှာလည်းရင်ခုန်လို့ရတယ်ဒါပေမဲ့အချိန်မလွန်စေနဲ့တချို့နှလုံးသားတွေကတက်တန်းနေနဲ့လာတာဆိုတော့ကိုယ့်ဘဝအခြေအနေအမှန်ကိုလည်းထုတ်မပြမိစေနဲ့အကြီးချင်းနဲ့ငွေသားရှိအချစ်ဆိုတာခြေဘဝအောက်ကဖဏတ်တာပဲနော်ကိုကြားဘူးတဲ့ကမ္ဘာကျော်ပညာရှင်ကြီးတွေထဲမှာဆိုရင်အတန်းပညာဖြစ်ဖြစ်မြောင်းမြောင်းမရှိပဲအောင်မြင်သွားတဲ့သူတွေရှိတယ်။ဘာကြောင့်အောင်မြင်လာလဲသိလား။သူတို့ကစာဖတ်တယ်။စာဖတ်ခြင်းကကိုယ့်ရဲ့အတွေးခေါ်တွေကိုကောင်းစေတယ်။စာဖတ်ခြင်းကကိုမကောင်းတာတွေလုပ်ဖို့ကိုတော့မပေးတော့ဘူး။ကိုယ်စိတ်တွေကတဖြည်းဖြည်းနဲ့မဖြစ်လာလဲဆိုရင်တည်ငြိမ်လာတယ်။တယောက်တည်းဖြစ်နေရတာမျိုးလည်းအထီးကျန်တယ်လို့မထင်စေရတော့ဘူး။ဒါကြောင့်မို့စာဖတ်ပါ။ကျိုးသားတိုင်းမအောင်မြင်နိုင်ဘူးဆိုတာလကားပြောတာ။မြတ်စွာဘုရားတော်မှာဘုရားဘဝမရောက်ခင်30ဘုံမှာကျင်လည်ခဲ့ရပြီးတော့4သင်္ချီနဲ့ကဘာသိန်းအောင်ကျိုးစားအားထုတ်ခဲ့ရသေးတာမဟုတ်လားဆိုတော့ဘုရားမဖြစ်ခင်စัจ जा မှာဒုက္ခစရိယ6နှစ်တောင်ဆက်ကြည့်ပြီးမှဘုရားဖြစ်ကိုရတာပဲလေအဲ့တော့လူဘဝဆိုတာတူတူလေးပါနော်ဒဇိန်းတွေအတွက်အချိန်ပေးတာကိုလျှော့ကိုဘာဖြစ်ရှင်လဲဆိုတာကိုသိပါဆိုတော့သိရင်ချက်ချင်းလုပ်ပါအဲ့တော့ဗုဒ္ဓရဲ့လမ်းစဉ်တော်မှာကိုအားကိုမှတန္တရာဝဆင်းရဲကလွတ်နိုင်မယ်လို့ဟောကြားခဲ့တာပဲတနေရာထဲမှာပဲအမြင့်မတွေ့ပါနဲ့တစ်ပင်မှာမဟုတ်တာအကောင်းဆုံးကြိုးစားပြလိုက်ပါမဖြစ်နိုင်ဘူးဆိုတာမရှိဘူးမဖြစ်သေးတာပဲရှိတာဆိုတော့အဖြစ်အောင်လုပ်မယ်ဆိုတဲ့ယုံကြည်မှုရှိရင်ဘာလို့ဆိုဖြစ်နိုင်ပါတယ်အဲ့တော့အကောင်းဆုံးကြိုးစားနိုင်ပါစေ